အားလုံးပဲဒီနေ့ကျွန်တော်တို့လေ့လာသွားမယ့်အကြောင်းအရာကတော့ထာမန်စစ်ပွဲမှတ်တမ်းတစ်ခုမဟုတ်ပါဘူး1943ခုနှစ်ဗော်ဂိုဂရတ်မြို့ရဲ့အေခဲလွန်းတဲ့ဆောင်ရည်မှာအစပြုခဲ့ပြီးအထူးလျှို့ဝှက်ပိတ်ပန်ထားခဲ့တဲ့မှတ်တမ်းဖိုင်တစ်ခုကိုအတူတူဖွင့်ကြည့်ကြပါမယ်လူတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဒီမမြင်နိုင်တဲ့အကြောက်တရားလေးကိုပါစမ်းသပ်ခဲ့တဲ့တကယ်ကိုထိတ်လန့်စရာကောင်းတဲ့အထီးပြက်တစ်ခုဖြစ်ပါလေကဲစလိုက်ကြရအောင်မြေကြီးအောက်အနေကြီးစီကနေနှဲခွေးပြီးမှန်မှန်ထွက်ပေါ်နေလေဒီလိုကြောချမ်းစရာအတိုင်းမျိုးကိုစစ်ကူးထဲမှာတစ်ချက်လို့ကြောက်ရွံ့ကြည့်လိုက်ပါဟုတ်ပါတယ်အခုပြောမယ်တုတ်ဆွဲအတန်းဟာစစ်ကူးရင်ဖုန်ပြနေတဲ့အတန်းမဟုတ်ပါဘူးတကယ်လက်တွေ့စစ်ပွဲရဲ့အနေထားယုံနေကြကနေထွက်ပေါ်လာခဲ့တဲ့အတန်းမှာဒီအတန်းကနေပဲကျွန်တော်တို့ရဲ့ဇလန်းကိုစက်ကင်မှလိမ့်မယ်အရင်ဆုံးရှေ့တန်းစစ်မျက်နှာကနေအသက်ရှင်လျက်ပြန်ရောက်လာတဲ့မီခေယိုဆိုတဲ့စစ်သားတယောက်ရဲ့အခြေအနေကိုကြည့်ရအောင်ပါသူကအသက်သာရှင်နေရနော်တကယ့်ကိုလူတယောက်လည်းမဟုတ်တော့ပါဘူးအိတ်လည်းမအိတ်စားလည်းမစားတော့ဘူးပိုဆိုးတာကသူ့ရဲ့အဖြူမူတွေဟာလုံးဝကိုပုံမှန်မဟုတ်တော့ပဲဒီနေ့လုံးစခန်းနိုင်ရန်ရဲ့ခြေရင်းမှာလက်နဲ့ဖြည်းဖြည်းချင်းအဆက်မပြတ်ချစ်နေတတ်တာပါဒါစစ်ပွဲကြောင့်ရောက်လာတဲ့ပြင်းထန်တဲ့စိတ်တန်ရာကြောင့်လားဒါမှမဟုတ်တခြားမသိနိုင်တဲ့အကြောင်းရင်းတစ်ခုခုများရှိနေမလားဆိုတာတော်တော်လေးကိုမေးခွန်းထုတ်စရာဖြစ်လာပါတယ်ဒီလိုနဲ့တညမှာတော့ဆရာဝန်အန်နာကမီခဲလေးရဲ့ခန်းထဲကိုဝင်သွားခဲ့ပါတယ်အဲ့ဒီမှာမီခဲကနေရန်ကောမှာမြေပုံတစ်ခုဆွဲနေတာကိုသွားတွေ့လိုက်ရတယ်ထူးဆန်းတာကအဲ့ဒီမြေပုံဟာတကယ်ရှိခဲ့တဲ့ Stalingrad တိုက်ပွဲတုန်းကအသုံးပြုခဲ့တဲ့မြေအောက်ဘုံကိုချင်းအဟောင်းတစ်ခုရဲ့ပုံစံနဲ့တွားတူနေတာပါပဲပြီးတော့မီခဲကအဲ့ဒီမြေပုံပေါ်ကအနီးအစဝိုင်းတစ်ခုကိုလက်နဲ့ညွှန်ပြပြီးဒီနေရာအောက်မှာသူတို့ရှိနေတယ်လို့တိုးတိုးလေးပြောလိုက်ပါတယ်ဒီစကားတစ်ခုကပဲကျွန်တော်တို့စုံစမ်းစစ်ဆေးမှုကိုစတင်ဖို့အဓိကတော့ချက်ဖြစ်လာခဲ့ပါတယ်နောက်နေ့ညမှာပဲအန်နာမီခဲနဲ့စစ်သား၃ယောက်ဟာမိတိုင်တွေကိုစီကိုက်ကေအဲ့ဒီမြေအောက်လမ်းထဲကိုဆင်းသွားခဲ့ကြပါတယ်အောက်ကိုရောက်လေလေးအခြေအနေကပိုဆိုးလေးပါပဲလေအေးတွေကပိုပြင်းလာပြီးအပူချိန်ကလည်းရုတ်တရက်ကိုထိုးချသွားတယ်မိတိုင်အလင်းရောင်အောက်မှာဆိုရင်နန်းရံတွေပေါ်ကတွေ့ဆွနေတဲ့လက်ရတွေပြီးတော့ရေးထားတဲ့ကြောင်းမဲ့ဖွယ်တတိပေးစာတွေကိုစပြီးတွေ့လာရပါတယ်အဖွဲသားတွေဟာလုံးဝကိုမသိနိုင်တဲ့အန်ဒရဲတစ်ခုစီကိုတဖြည်းဖြည်းချင်းချင်းကပ်သွားနေပြီဆိုတာသိတာလာပါတယ်ဒီနေရန်ပေါ်မှာကြံရစ်ခဲ့တဲ့အထောက်အထားတွေကတကယ်ကိုယဉ်ထိစရာကောင်းလာပါတယ်စဉ်းစားကြည့်ပါအရင်ကဒီနေရာကိုရောက်ခဲ့ဘူးသူတဆုံတစ်ယောက်ဒါမှမဟုတ်တဆုံတစ်ခုကသွေးတွေနဲ့မဖွင့်နဲ့နောက်ပြီးသူတို့မသိသေးဘူးဆိုတဲ့စာသားတွေကိုရေးထားခဲ့တာပါဒီလိုစာသားတွေဟာတာမန်တရိပ်ပြချက်မျိုးလုံးဝမဟုတ်ဘူးဆိုတာရှင်းနေပါတယ်အသက်လူထွက်ပြေးခဲ့ရသူတယောက်ရဲ့နောက်ဆုံးစူးစမ်းမှုတစ်ခုလိုပဲကောက်ချက်ချက်ရမှာပါဒီလိုနဲ့အနည်းဆုံးအခန်းတစ်ခုကိုရောက်တဲ့အခါမှာတော့တကားကြီးတစ်ခုကိုတွားတွေ့လိုက်ရတယ်တကားကတန်ချီတွေတက်နေပြီးအပြင်ဘက်ကနေတန်ချောင်းတွေနဲ့တေချာပိတ်လောင်ထားတာပါဒါပေမဲ့အသေးရစရာအကောင်ဆုံးကအဲ့ဒီအချိန်မှစပါတယ်အဲ့ဒီပိတ်ထားတဲ့တကားကြီးရဲ့အတွင်ဘက်စီကနေဒုတ်ဆိုတဲ့လီးလံတဲ့ထူးနဲ့တန်ဒီပုံမှန်ထွက်ပေါ်နေလာပါပဲစဉ်းစားကြည့်လေအပြင်ကနေတောက်ခတ်ပိတ်ထားတဲ့အခန်းထဲမှာဘသူကများဒီလိုထူးနဲ့နေနိုင်မှာလဲဒီနေရာမှာအရေးကြီးဆုံးအထူးအကွေတစ်ခုရောက်လာပါပြီစစ်သားတယောက်ကဒီကန်ကြမ္မာကိုအဆုံးအဖြတ်ပေးမဲ့မေခွန်းတစ်ခုကိုထုတ်မိလိုက်ပါတယ်အထက်မှာလူကြံနေတာလားတဲ့ဒီမေခွန်းဟာအတိအစစ်နဲ့တိချင်စီကြားကလွန်ဆွဲမှုတစ်ခုဖြစ်တယ်လို့မကြခင်ကြုံတွေ့ရတော့မဲ့အမဆိုကြီးတော့နောက်ဆုံးခန္ဓာကိုဖျက်ဆီးလိုက်တယ်လို့ပဲဖြစ်သွားစေပါတယ်အဲ့လိုမေးလိုက်တဲ့အချိန်မှာပဲမိခန်းရဲ့မျက်လုံးတွေဟာအတောက်တရားကြောင့်ပြူးကျဲသွားပြီးမဖွင့်နဲ့လို့အော်ဟစ်လိုက်ပါတော့တယ်ဒါပေမဲ့တတိပေးဖို့နောက်ကျသွားခဲ့ပါပြီအော်တန်အဆုံးမှာပဲစစ်သားတယောက်ဟာပိတ်ထားတဲ့တန်ချောင်းကိုဆွဲဖြုတ်လိုက်ပါတော့တယ်တခါကြီးဖြည်းဖြည်းချင်းပွင့်လာတဲ့အချိန်မှာတော့အလွန်ဆိုးရွားတဲ့မြင်ကွင်းကြီးကိုထိတ်လန့်ဝေရာတွေ့လန့်ရပါတယ်ပထမဆုံးခံစားလိုက်ရတာကပူတိုးနေတဲ့အနမ်းမဟုတ်ဘူးနော်အေးဆက်တွေးနှံ့တစ်ခုထွက်လာတာပါမိတိုင်အလင်းရောင်ထိုးကြည့်လိုက်တဲ့အခါအခန်းအပြည့်ထိုင်နေကြတဲ့လူတွေကိုတွေ့ရပါတယ်။ယာနဲ့ချီပြီးရှိနိုင်ပါတယ်။သူတို့အားလုံးဟာစုဝတ်ဆုံဟောင်းတွေကိုဝတ်ဆင်ထားကြပြီးခေါင်းငုံကပါလို့ရှားမှုမှမရှိဘဲတေဆုံးနေသူတွေလိုညင်သက်နေကြပါတယ်။လုံဝကိုချိုချမ်းဆရာကောင်းတဲ့မြင်ကွင်းကြီးပါပဲ။ဒီလောက်ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်နေတဲ့ညင်သက်မှုကိုချိုးဖျက်လိုက်တာကတော့စစ်သားတယောက်ပါပဲ။သူကဖြည်းဖြည်းချင်းတိုးသွားပြီးဟဲ့ဆိုပြီးခေါ်လိုက်ပါတယ်။ဒီအတန်လေးတစ်ချက်ကစိတ်ငြိမ်နေတဲ့ငရဲတန်းကားကိုဆွဲဖွင့်လိုက်တယ်လို့ဖြစ်သွားစေခဲ့တဲ့အထူးအကြောင်းရင်းဖြစ်လာပါတော့တယ်အသက်မရှိတော့ဘူးလို့ထင်ရတဲ့အရာတွေကအသက်ရှင်နေသူတွေကိုတုံပြလိုက်တဲ့တကယ့်ကိုအိတ်မက်ဆိုအခါရတန့်ပါပဲအဲ့ဒီစစ်သားခေါ်လိုက်တဲ့ချိန်မှာပဲအခန်းထဲကလူအလုံးရဲ့ခေါင်းတွေဟာတပြိုင်နက်တည်းမော့လာကြပါတယ်
သူတို့ရဲ့မျက်နှာတွေမှာမျက်လုံးတွေမရှိတော့ဘူးအနက်ရောင်အပေါက်ကြီးတွေပဲရှိနေတာပါပြီးတော့သူတို့ရဲ့ပါးစပ်တွေဟာတပြိုင်နက်တည်းဖြည်းဖြည်းချင်းပွင့်ဟာလာပါတော့တယ် မျက်လုံးမရှိတဲ့အဲ့ဒီလူရဲ့အားလုံးရဲ့ပါးစပ်တွေကနေတပြိုင်နက်ထပ်ပေါ်လာတဲ့စကားတန်ကတော့နောက်ဆုံးတော့တကားဖွင့်ပြီးပြီဆိုလာပါပဲ။ရာနဲ့ရှိတဲ့အတန်တွေကအေးဆက်ဆက်နဲ့တတန်တည်းထွက်ပေါ်လာတာဟာကြားရသူတွေရင်ထဲကိုအိတ်ခဲသွားစေလောက်တဲ့အထိထိတ်လန့်စရာကောင်းလုံးလာပါတယ်။အဲ့ဒီစကားတန်လေးစုံယိုမိတိုင်လေးအကုန်လုံးရွတ်တရက်ငင်းကြသွားပြီးတခန်းလုံးအမောင်အတိကျသွားပါတော့တယ်။အမောင်ထဲမှာကစင်ကလျားပြေးလွှားတန်နေတွေးပြက်မတက်အော်ဟစ်တန်နေဟာနိုင်ရန်နေကနေပေတင်ထက်လာပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲစိုးရွားလာတဲ့အယိုးကျိုးတန်တွေကိုပါကြားလာရတယ်။ဆရာဝန်အနာဟာအကြောက်လွန်ပြီးအသက်ရှူရတော့ခက်ခဲလာတဲ့အထိဖြစ်လာကလေကာဘော်ကိုအတင်းပြေးတက်ပြီးတယောက်တည်းထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ အန်နာလေးကားပေါ်ရောက်လို့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့မိခင်မရှိတော့ပါဘူးဒါပေမဲ့အဆုံးအစမရှိတဲ့အဲ့ဒီအမောင်းတို့ကြီးတွေကနေမိခင်ရဲ့အတန်ကိုသွားချလိုက်ရပါတယ်တကားကိုဘာလို့ဖွင့်လိုက်တာလဲတဲ့ဒီစကားတန်ဟာအမောင်းထဲမှာကြံရက်ခဲ့တဲ့မိခင်ရဲ့နောက်ဆုံးအတန်လားဒါမှမဟုတ်တခြားရတစ်ခုခုခါများသူ့အတန်ကိုယူသုံးလိုက်တာလားဆိုတာကတော့ဘယ်သူမှမသိနိုင်တော့ပါဘူး နောက်နေ့မနက်မှာတော့စစ်တပ်ကအဲ့ဒီမြောက်ခန်းကိုဖီလက်မီတွေလောင်းပြီးအပီတိုင်းပိတ်ပစ်လိုက်ပါတယ်။တရားဝင်မှတ်တမ်းတွေမှာတော့ဒီနေရာကိုမြေအောင်လွိုင်ခေါင်းဖြိုချမှုလို့ပဲလွယ်လွယ်ကူကူရေးမှတ်ထားခဲ့ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ Volgograd မြို့က Pavlov House လို့ခေါ်တဲ့အဆောက်အုံနာကမြေကြီးအောက်စီကနေရှင်းပြလို့မရတဲ့အတန်တွေဟာအခုထက်ထိထွက်ပေါ်နေဆဲဖြစ်ပါတယ်။ မောင်မိုက်တဲ့ညဘက်ဒီမှာအဲ့ဒီနီအန်နာကိုပြတ်လျှောက်သွားတဲ့လူတွေဟာအခုချိန်ထိဒီအတန်းကိုကြားနေရဆဲလို့ဆိုကြပါတယ်။ဒုတ်ဆိုတဲ့ပိတ်လောင်ခံထားရတဲ့တကားကိုအောက်ကနေထူးနှက်နေတဲ့အတန်းတွေပါပဲ။ဒီအတန်းဟာ1943ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်ပြီးဆယ်စုနှစ်ပေါင်းများစွာကြာလာတဲ့တိုင်အောင်မရက်တန်တေးပဲဆက်လက်ထပ်ပေါ်နေဆဲဖြစ်ပါတယ် ဒီအကြောင်းအရာကိုအဆုံးသတ်ဖို့အတွက်မေးခွန်းတစ်ခုမေးချင်ပါရဲ့။အဲဒီဘိုကိုဂရက်ရဲ့အေးခဲနေတဲ့မြေကြီးအောက်မှာအသက်ရှင်လျက်အမှန်တကယ်မြုပ်နှံခံထားရတာဘာများဖြစ်မလဲ။တမိုင်းကဖုံးကွယ်ထားတဲ့အမောင်မိုက်ဆုံးလျှို့ဝှက်ရှစ်တီဟာအခုအချိန်အထိဆက်လက်အသက်ရှင်နေစေလားဆိုလားတကယ်ကိုစဉ်းစားကြပါပဲ။